ဒီကနေ့ဧပြီလ15ရက်မနက်ခင်းပေါ့မိတ်လာမြို့နယ်ကျောင်းမရှိကြီးရောအုပ်စုဝက်6ကြီးရောနေမှာရှိတဲ့ဝက်6ဝက်ကြောက်တိမ်ပေါ့နော်ဝက်ကြောက်တိမ်ကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဝက်ကြောက်တိမ်ကိုရောက်ရှိတဲ့အခါမှာကျွန်တော်ဖះစီဒီကိုလိုက်ကြည့်တဲ့အခါမှာစီဒီတဆူတော့အပေါ်ပိုင်းပြတ်ကျတာတွေ့ပါတယ်အပေါ်ပိုင်းပြတ်ကျတာအရင်တစ်ခေါက်နဲ့မတူထူးခြားတာတော့အဆောက်အဦတွေကတော်တော်လေးပြည့်စုံနဲ့ပနာရနေတဲ့မြင်ကွင်းလေးကိုလည်းတွေ့ရပါတယ်အဲ့တော့စီဒီကတဆူ2ဆူ3ဆူ4ဆူ5ဆူပေါ့နော်ဆက်ရတာအပေါ်ပိုင်းပြတ်ကျနေတဲ့ဖះနောက်တဆူလေးဟိုမှာပြတ်တွေ့ပြန်ပြီဟိုမှာလည်းပြတ်ကျတယ်2ဆူပြတ်ကျနေပါတယ်တဆိတ်မကောင်းစရာမြင်ကွင်းမှာနော်ပြီးခဲ့ငလင်တန်တဲ့သွားလို့ကျွန်တော်တို့ဝက်6တိမ်ဖျားပေါ့ဝက်6တိမ်ဖျားရဲ့ဇီဒီ2ဆူဒါအပေါ်ပိုင်းစိတ်ကူးတို့တွေပြတ်ကျနေတဲ့မြင်ကွင်းမှာဒါတော့ဝက်6တိမ်ရဲ့ကုသိုလ်တော်မောခွန်ကြောက်စာဖြစ်ပါတယ်အာရဒီရောအိန္ဒိယဒီရောသာသာဒီရောဘက်ကဒီရောသာဘုရားဒီရောဘုရားဒီရောဘုရားဒီရောဒီသာသာကဘုရားဒီရောသာသာဒီရောဘုရားဒီရောအာရဒီအဲဒီတော့ပစ္စည်းတွေဝတ်ချက်တွေရတင်ပြရတာမာဒီမော်လေးရတဲ့ပြရဒီမာဒီမော်တာတက်စီတော့တာဒီလိုပြကြနေတဲ့မြင်လို့ကြည့်ဒီဖျားတဲ့ပြရကံတဲ့တက်တော့ကြည့်တော့ကံတဲ့တက်တော့ကြည့်တော့အဲဒီမရဘူးတင်ပြဝင်ရတော့ကြည့်တာတင်ပြဝင်ရကံချက်တော့ဒီမှာဆိုင်ဖို့တခုလို့တွေ့ဒီရမလို့လေးလိုက်ပြီးလေးတွေတခုတော့တူရည်နော်ဘယ်လိုအလုံးကြီးကဆက်လက်နေအလုံးကြီးဒီတော့ကန်ဒီကိုတိုင်းတာ330ဒီနေရာကမရိုးစုဝက်ကြောက်ကြီးက2013-2014ပါလိုက်နေတာအကျိုးကြီးအင်ဂျီ105လူကြီးတင်ကအိမ်160